အားလုံးမင်္ဂလာပါရှင်ကိုချေစု channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးကတော့ဒီအိတ်ထိုးနည်းလေးကိုမျှဝေပေးပါမယ်ဒီအိတ်လေးကိုဆွေမြက်ကထိုင်းအိတ်ထိုးကြီး100 gram အနီ2လုံးစင်စွဲကတော့3လုံးအဆိုင်2.5ကိုအသုံးပြုပြီးထိုးထားပါတယ်အခုဆွေမြက်ပြောသွားတဲ့ချီလုံးနဲ့ကုံချမ်းလေးတွေမှာယူအားပေးချင်တယ်ဆိုရင်တော့ဆွေမြက်ရဲ့ကိုချေစု handmade shop ဖိမှာမှာယူအားပေးလို့ရပါတယ်เนาะထိုင်းဘယ်နေရာမှာဆိုပို့ပါတယ်โอเคဒါဆိုရင်ဆွေမြက်တို့ဒီအိတ်လေးကိုဘယ်လိုထိုးမလဲဆိုတာစလိုက်ကြရအောင်เนาะပထမဆုံးအနေနဲ့ဆွေမြက်တို့ဖို့မီ65ထိုးမယ်เนาะဖို့မီကိုလေတအားကြီးလဲကျင့်နေအောင်မဆွဲပါနဲ့เนาะဒီတိုင်းပဲအနေတော်လေးဖြစ်အောင်ထိုးသွားပေးပါဖို့မီ65ဆွေမြက်တို့ထိုးလာတာဖို့မီ65ခါရပြီเนาะ65ခါရပြီဆိုရင်ဆွေမြက်တို့ဒီနေရာမှာစတက်မယ်စတက်ဖို့အတွက်ဒီမှာဖို့မီဒီနာလေးကိုလက်လေးနဲ့ဖိထားမယ်ပြီးတော့ဖို့မီ1 2 3ခါတက်မယ်ဖို့မီ3ခါတက်မယ်3ခါတက်ပြီးပြီဆိုရင်ဆွေမြတ်တို့ဒီကနေစမယ်เนาะဒီမှာ1 2 3 3ပြီးရင်4ခုကိုကြော်မယ်เนาะ1 2 3 4ခုကြော်ပြီးဒီ5ခုမြောက်မှာစထိုးမယ်5ခုမြောက်မှာစထိုးမယ်เนาะအဲ့မှာရင်မယ်ပြီးလို့ရှိရင်1 2 3 4ခုကြော်ပြီး5ခုမြောက်မှာတိုင်ရှိထိုးမယ်ဒီအောက်တန်းလေးကလေအဲ့ရဲ့အောက်ခံလေးကိုလောက်တာဖြစ်တဲ့အတွက်ဟိုနည်းနည်းလေးတိုင်လေးတွေကိုလှလှလေးနဲ့ကြစ်ကြစ်လေးဖြစ်အောင်ထိုးပေးပါနော်အဲ့လေးတွေမှာဆိုရင်ဒီအောက်ခံလေးတွေကဟိုရေးကြည့်တယ်ဒါဆိုရင်ဆွေမြတ်တို့တစ်ပေါက်မှာတစ်ချက်နဲ့တိုင်ရှိ60နဲ့4တိုင်ရအောင်ထိုးသွားမယ်နော်โอเคเนาะဒီမှာဆွေမြတ်ပြောတဲ့အတိုင်းထိုးလာပြီးပြီဆိုရင်စုပေါင်းတိုင်ကတော့60နဲ့4တိုင်ရှိမယ်ဒီနှစ်ဘေးကဖော့မီလေးကိုပါရေးတယ်ဆိုရင်တော့စုပေါင်း65ဖြစ်သွားမယ်ပေါ့နော်ဒါမျိုးဒါဆိုရင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆွေမြတ်တို့ပြန်လှည့်မယ်ပြန်လှည့်ပြီးပြီဆိုရင်ဒီမှာဖော့မီ3ချက်တက်မယ်ဒီဖော့မီ3ချက်ကလည်းတိုင်တိုင်စားပဲเนาะပြီးရင်ဒီမှာသူ့ရဲ့နဘေးကနေပြီးပဲစမယ်အဲ့လိုဖော့မီက3ချက်တိုင်ရှိက60နဲ့4အဲ့လိုနဲ့ပြန်သွားမယ်ပေါ့နော်တစ်ပေါက်မှာတစ်ချက်စီနဲ့ပြန်ထိုးသွားမယ်ဒီလိုဒါမျိုးလေးထိုးသွားပြီးပြီဆိုရင်ဒီဘက်အဆုံးကိုရောက်တဲ့အထိထိုးလာမယ်ပြီးရင်ဖော်မီ3ချက်တက်ပြန်ထိုးလာဖော်မီ3ချက်တက်ပြန်ထိုးလာဖော်မီ3ချက်တက်ပြန်ထိုးလာနဲ့5တန်းရအောင်ထိုးသွားမယ်1 2 3 4 5တန်းရအောင်โอเคနော်ဒီမှာဆွေမြတ်ပြောသလိုမျိုးသွားပြန်လာပြန်နဲ့ထိုးလာတာ5တန်းရပြီဆိုရင်သူကဒီလိုပုံစံလေးရတယ်ဒီလိုပုံစံလေးရတယ်ဆိုရင်ဆွေမြတ်ကတိုင်းကြည့်တယ်ပုံမှန်အပြင်ဆွေမြတ်အိတ်တွေထိုးလို့ရှိရင်လေ12လက်မလောက်ယူရတာကြိုက်တယ်ကွက်တီဖြစ်သွားတယ်ပေါ့နော်ဆွေမြတ်ကြစ်လေးထိုးထားတာ12လက်မဒါဒီလိုလေးပေါ့နော်အနံဆိုရင်တော့နှစ်လက်မနည်းနည်းလေးကြော်တယ်ဒါကတော့ဘာမှမဟုတ်ပါဘူးဆွေမြတ်တိုင်းကြည့်တာဆွေမြတ်ကဒီရွယ်လေးကိုကြိုက်လို့အိတ်ထိုးလို့ရှိရင်လေโอเคဒါဆိုရင်ဒါမျိုးရပြီဆိုရင်ဆွေမြတ်တို့ကဒီနေရာလေးမှာခြိဖြတ်လိုက်ပါမယ်ဒီအယောင်လေးကိုသူကလေတယောင်ပြီးတယောင်ထိုးတာဆိုတော့လေအောက်ခံကိုညီအောင်လေးနဲ့ထိုးပြီးဆွေမြတ်တို့နောက်ထပ်ခြိအောင်လေးစပါမယ်ဆွေမြတ်တို့ခြိကိုဝင်ချိတ်လိုက်မယ်ဒီနားလေးမှာဝင်ချိတ်မယ်တူတူပဲเนาะတကယ်လို့များဆွေမြတ်တို့ဒီဘက်ကထိုးရင်လည်းဒီပုံစံတိုင်းပဲထည့်ရမယ်အစလေးတွေပါတိမ့်သွားရမယ်ပေါ့เนาะဒီဘက်ကနေထိုးမယ်ဆိုရင်ခြီကိုထဲကျင်တဲ့ခြီစကိုဒီမှာဝင်ချိတ်မယ်ခြီအယောင်ကိုဝင်ချိတ်ပြီးပြီဆိုရင်ဖော်မီလေးတစ်ချက်ထိုးလိုက်မယ်ဒီစလေးကိုတိမ့်သွားလဲရတယ်မတိမ့်ချင်ဘူးနောက်မှတိမ့်မယ်ဆွေမြတ်ကတော့တေးတက်တက်လေးလိုချင်လို့ဒီတိုင်းတိမ့်သွားလို့ရှိရင်တိတ်ပြီးလဲမလှတယ်လို့ပဲဒါဆိုရင်ဆွေမြတ်တို့ကတေချာကြည့်ပါเนาะဒီနားလေးမှာဒီပေါက်လေးတွေမှာဆွေမြတ်တို့ကဒီပေါက်တွေမှာတစ်ပေါက်ကို3ချက်နှုံနဲ့ထိုးရမယ်3ချက်နှုံနဲ့ထိုးရမယ်ဆိုတော့ဒီမှာဂျီဝင်ချိတ်ပြီးဖော်မီလေးတစ်ချက်ထိုးလိုက်တယ်ဒီပေါက်ထဲကနေစမယ်เนาะဒီပေါက်ကြီးဒီလိုမျိုးအသားများပဲယူတယ်ဒီလိုအလွှာလေးကိုသွားယူတာမဟုတ်ဘူးเนาะဒီသားများပဲယူပြီးတော့တိုင်တိုး2ချက်ထိုးမယ်တေချာလေးကြည့်ပေးပါเนาะ
တိုင်တို့နှစ်ချက်ထိုးမယ်ဒီပေါက်ထဲမှာတိုင်တို့နှစ်ချက်ထိုးပြီးပြီဆိုရင်နောက်ထပ်ဒီပေါက်ထဲမှာပဲတိုင်လက်တစ်ခါထိုးမယ်ပြီးတော့လေခုနကပြောဖို့မေ့သွားလို့ဒါကလုံးဝမှားလို့မရဘူးเนาะ65ခုရှိရမယ်เนาะတိုင်လက်တစ်ခါထိုးပြီးပြီဆိုရင်ဒီပေါက်ထဲမှာထိုးချက်ပေါင်း3ဖြစ်သွားပြီဒါဆိုရင်နောက်ထပ်တိုင်လက်တစ်ခုကိုဒီဘက်နောက်တစ်ပေါက်မှာတိုင်လက်တစ်ခါထိုးမယ်တိုင်လက်တိုင်လက်2ရပြီဆိုရင်တိုင်ရှိ2တိုင်ကိုလည်းဒီပေါက်ထဲမှာထိုးမယ်တိုင်ရှိတိုင်ရှိ2တိုင်ဒီပေါက်ထဲမှာထိုးမယ်တိုင်ရှိ2တိုင်ထိုးပြီးသွားပြီဆိုရင်နောက်တစ်ပေါက်မှာ2ရည်တင်တိုင်3တိုင်ထိုးမယ်နောက်တစ်ပေါက်မှာ2ရည်တင်တိုင်เนาะတစ်တိုင်2တိုင်3တိုင်2ရည်တင်တိုင်3တိုင်ရပြီပြီးလို့ရှိရင်နောက်ထပ်သူ့ရဲ့နဘေးကားပေါက်မှာတိုင်ရှိ2တိုင်ပြန်လာမယ်တိုင်ရှိ1တိုင်တိုင်ရှိ2တိုင်တိုင်ရှိ2တိုင်ပြီးရင်တိုင်လ1တိုင်ဒီပေါက်ထဲမှာပဲထပ်ထိုးမယ်တိုင်လက1တိုင်တိုင်လ1တိုင်ပြီးရင်နောက်ထပ်တိုင်လ1တိုင်ကိုဒီဘက်ကအပေါက်မှာတိုင်လ1တိုင်လာထိုးမယ်ပြီးတော့ဒီပေါက်ထဲမှာတိုင်တို့2တိုင်ပြန်ထိုးမယ်ဒီလိုလေးဒါဆိုဒီလိုလေးဖြစ်သွားမယ်သဘောကတော့ဆွေမြတ်တို့ပေါက်တစ်ပေါက်မှာ3ချက်ထိုးတယ်ပေါ့နော်ဒါမျိုးလေးရမယ်ဆွေမြတ်တို့ရဲ့ဟာလေးကပြီးရင်ဆွေမြတ်တို့ကဒီမှာဒီအထိတ်လေးမှာပေါ့နော်ဒီနားလေးမှာရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ဒါဆိုရင်နံပါတ်တစ်ခါပြီးသွားပြီပေါ့နော်တစ်ခါပြီးသွားပြီတစ်ခုရသွားပြီတစ်ခွက်ပြီးရင်ဆွေမြတ်တို့ဝိုက်ပြီးတော့ဒီဘက်ကိုပြန်လာမယ်ဒီဘက်ကိုပြန်လာမယ်ဆိုရင်သေချာကြည့်ပါနော်တစ်ခုပဲထပ်ထိုးပြမယ်နော်ရှက်ကော်ထိုးပြီးပြီဆိုရင်နောက်ထပ်တိုင်တို့တစ်ခါထိုးမယ်တစ်ပေါက်မှာတစ်ချက်နဲ့သွားတော့မယ်ဒီနှစ်ဘေးမှာကြတော့2ထိုးမယ်ပြီးလို့ရှိရင်တိုင်လထိုးမယ်တိုင်လတစ်ပေါက်မှာတစ်ချက်စီနဲ့တိုင်လတိုင်လပြီးထိုးပြီးပြီဆိုရင်တိုင်ရှိထိုးမယ်တိုင်ရှိ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 2ရပြီဆိုရင်2ရည်တင်တိုင်3ထိုးမယ်2ရည်တင်တိုင်တစ်ခါ2ရည်တင်တိုင်2ခါ2ရည်တင်တိုင်3ခါ2ရည်တင်တိုင်3ခါထိုးမယ်ပြီးလို့ရှိရင်နောက်ထပ်တိုင်ရှိ2ခါပြန်လာမယ်တစ်ခါ2ခါပြီးတော့တိုင်လ2ခါပြန်လာမယ်တိုင်လ2ခါပြီးရင်တိုင်တို့2ခါပြန်လာမယ်ပြီးတော့ဆွေမြတ်တို့ရှက်ကော်လေးနဲ့တစ်ချက်ဆုံးလိုက်မယ်ဒါဆိုရင်တကွက်စာရပြီဒါမျိုးလေးเนาะโอเคဆွေမြတ်အားမရဖြစ်နေလို့နောက်ထပ်တကွက်ထပ်ထိုးပြပါမယ်เนาะဒါတကွက်စာရပြီဆိုတော့ရှက်ကော်နဲ့ဆုံးသက်ပြီးမှတကွက်စာရပြီနောက်ထပ်တကွက်ကိုထိုးမယ်ဆိုရင်ပြန်စမယ်တိုင်တို့တိုင်တို့တိုင်တို့2ခါပြီးရင်တိုင်လ2ခါလာမယ်တိုင်လ1ခါတိုင်လ2ခါပြီးတော့တိုင်ရှိ2ခါတိုင်ရှိ2ခါလာမယ်ပြီးတော့2ရည်တင်တိုင်2ခါလာမယ်2ရည်တင်တိုင်က3ခါเนาะမလို့2ရည်တင်တိုင်3ခါ3တိုင်တစ်ပေါက်မှာတစ်ချက်စီနဲ့ပြီးတော့တိုင်ရှိ2တိုင်ပြန်လာမယ်ပြီးတော့တိုင်လ2တိုင်ပြန်လာမယ်
ပြီးတော့တိုင်တို့နှစ်ခါပြန်လာမယ်ဒါမျိုးပြီးတော့ရှက်ကော်လေးနဲ့ချိတ်မယ်ဒီလိုလေးရမယ်ဒီပုံစံအတိုင်းကိုဆွေမြတ်တို့ဒီအဆုံးထိထိုးလာမယ်ဆိုရင်1 2 3 4ခုတိရမယ်နော်ဒါဆိုရင်ထိုးသွားပါဒီနားရောက်ရင်ဆွေမြတ်ပြန်ပြပေးမယ်နော်โอเคနော်ဒီမှာဆွေမြတ်ပြောသလိုမျိုးထိုးလာတာဒီမှာ၄ခွက်ရတယ်ပေါ့နော်တိဒါပေမဲ့ရှက်ကော်လေးကိုကြတော့ဒီဘက်ကအစွန်းနေရာလေးမှာလာလုတ်တယ်သူ့ကိုဒါဆိုရင်ဒီလိုမျိုး၄ခုရမယ်နော်၄ခုရမယ်၄လှိုင်းရမယ်ပြီးတော့ဒီဘက်ကလိုမျိုးဒီနားမှာထိုးမယ်ဒါလေးကိုဆွေမြတ်ကထိုးပြလိုက်မယ်နော်စလေးကိုလည်းသိမ်းသွားမယ်မကြိုက်ရင်တော့ပြန်ဖြုတ်ပြီးပြန်သိမ်းမယ်ပေါ့နော်ပြီးတော့ဒီနဘေးမှာထိုးဖို့အတွက်ဆိုရင်ပုံမှန်တိုင်းတိုင်တိုနှစ်ချက်ကိုဒီပေါက်ထဲမှာအရင်ထိုးမယ်ပြီးတော့တိုင်လက်တစ်ခါဒီပေါက်ထဲမှာထိုးမယ်တစ်ပေါက်ကို3ချက်နှုံနဲ့တွားရမှာဆိုတော့နောက်ထပ်တိုင်လက်တစ်ခါကိုနောက်တစ်ပေါက်မှာထိုးမယ်ပြီးတော့တိုင်ရှိ2တိုင်ထိုးပါမယ်တိုင်ရှိ2တိုင်ကိုဒီပေါက်ထဲမှာထိုးမယ်ဒါမျိုးရပြီနော်ပြီးတော့2ရေးတင်တိုင်3တိုင်ထိုးပါမယ်နောက်တစ်ပေါက်မှာ2ရေးတင်တိုင်3တိုင်ထိုးမယ်ပြီးပြီဆိုရင်တိုင်ရှိ2တိုင်ကိုနောက်တစ်ပေါက်မှာထိုးပါမယ်ပြီးတော့တိုင်လက်ထိုးမယ်ဒီပေါက်ထဲမှာပဲတိုင်လက်တစ်တိုင်ကိုအရင်ထိုးမယ်ပြီးတော့နောက်ထပ်တိုင်လက်တစ်တိုင်ကိုသူ့ရဲ့နဘေးကပေါက်မှာထိုးမယ်ဟိုဘက်ကနဲ့တူတူပဲမို့လို့ဆွမြတ်မြင်ထိုးသွားတာနော်ပြီးတော့တိုင်တို့2တိုင်ထိုးမယ်ဒါမျိုးโอเคဒါဆိုရင်ဆွမြတ်တို့ဒီလိုလေးရပြီဆိုရင်ဒီနားလေးမှာရှက်ကော်လေးနဲ့ချိတ်မယ်ရှက်ကော်နဲ့ချိတ်ပြီးပြီဆိုရင်ဆွမြတ်တို့တိုင်တိုနဲ့ပြန်သွားမယ်ပေါ့နော်တိုင်တို1တိုင်တို2တိုင်လက်1တိုင်လက်2ဒီလိုပုံစံပြန်ထိုးသွားမယ်ဒီဘက်ကလိုမျိုးပြန်ထိုးမယ်နော်ဒါဆိုရင်ထိုးလာပြီးလို့အလှိုင်းလေး၄လှိုင်းရပြီဒီနားရောက်ပြီဆိုပြန်ကြည့်မယ်နော်ဒီမှာဆွမြတ်ပြောသလိုထိုးလာတာအဆုံးကိုရောက်ပြီဒီဘက်မှာ၄ရမယ်ဒီဘက်မှာ၄ရမယ်ဒီဘက်က1ဒီဘက်က1လုံးဝကွက်တိဖြစ်နေရမယ်နော်သူကမှားလို့မရဘူးပြီးတော့ဒီနားမှာလည်းရေးကြည့်ပါတယ်ဒီမှာတိုင်တို2ခါထိုးပြီးပြီဒီတိုင်းရှက်ကော်လေးနဲ့လှမ်းချိတ်လဲရတယ်ဒါပေမဲ့ဆွမြတ်တို့ကတကြောင်ပြီးတကြောင်ခြီဖြတ်ရမှာဖြစ်တဲ့အတွက်လေခြီကိုဖြတ်လိုက်တယ်နော်ပြီးလို့ရှိရင်အစသိမ်းလိုက်မယ်တခါတည်းမဟုတ်လဲဆွမြတ်တို့ကစသိမ်းရမယ်ဆိုတော့လေဒီလိုလေးစသိမ်းလိုက်မယ်စသိမ်းပြီးပြီဆိုရင်ဆွမြတ်တို့ဒီနေရာလေးမှာတေချာကြည့်ရမှာကဒီပေါက်ထဲမှာ1 2 3ရှိတယ်နော်သူတို့ကို3ခုပဲရှိရမယ်အခုစသိမ်းလိုက်ပြီဆိုရင်တပေါက်လိုမျိုးဖြစ်သွားတတ်တယ်အဲ့ဒါကိုမရေဘူးနော်ဒီအစသိမ်းလိုက်မယ်အစသိမ်းလိုက်မယ်ဒီမှာရှက်ကော်တစ်ခုကစသိမ်းလိုက်ပြီဆိုရင်ဆွမြတ်တို့တစ်ခုလိုမျိုးဖြစ်သွားတယ်တိုင်ရလေဒီမှာဒါမျိုးလေးပေါ့ဒါကိုကြတော့ဆွမြတ်တို့ကမှတ်ချိတ်လေးနဲ့ချိတ်ထားပါလုံးဝမှားလို့မရဘူးနော်မှတ်ချိတ်လေးချိတ်ထားပါဒါရှက်ကော်နော်ရှက်ကော်လှုပ်ထားတဲ့ပေါက်ကိုဆွမြတ်တို့မှတ်ချိတ်နဲ့ချိတ်ထားတယ်အခုစသိမ်းလိုက်တဲ့ပေါက်ပေါ့ပြီးတော့ဒီစလေးတွေကိုဆွမြတ်တို့ကသိမ်းလိုက်မယ်ပေါ့နော်အနောက်မှာโอเคเนาะဒီမှာဆွမြတ်သိမ်းလိုက်တယ်ပဲထားပါဗီဒီယိုရှိမှာဆိုလို့ဆွမြတ်ကပြီးမှတေချာလေးပြန်သိမ်းမယ်เนาะဒါဆိုရင်လုံးဝမမှားရမှာကဒီရှက်ကော်လှုပ်ထားတဲ့ပေါက်ကိုကြတော့ဆွမြတ်တို့ကမှတ်ချိတ်လေးနဲ့ချိတ်ထားတယ်တကယ်စလို့ရှိရင်ဒီတိုင်တို2ခါထိုးရတယ်မဟုတ်လားတိုင်တို1တိုင်တို2တိုင်လက်ဒီကနေပဲစရမယ်เนาะသူကလေဖက်တန်လေးတိုင်းအလှိုင်းလေးသွားတာမို့လို့လေသူ့မှားလို့မရဘူးเนาะโอเคဒါဆိုရင်ဆွမြတ်တို့နောက်ထပ်အနီအောင်နဲ့ပြန်စမယ်โอเคเนาะဒါဆိုရင်အနီအောင်ကိုဝင်ချိတ်မယ်အနီကိုကြတော့ဒီမှတ်ချိတ်ထားတဲ့ရှက်ကော်ပေါက်မှာပဲချိတ်မယ်ရှက်ကော်လှုပ်ထားတဲ့နေရာမှာအနီအောင်ကိုဝင်ချိတ်မယ်ပြီးလို့ရှိရင်ဆွမြတ်တို့ဒီလိုမျိုးဖော်မီလေးတစ်ချက်အရင်ထိုးလိုက်မယ်ပြီးတော့ဒီမှာတိုင်တိုကနေစရည်မယ်เนาะတိုင်တို1တိုင်တို2တိုင်လက်ဒီပေါက်ထဲမှာ3ချက်ထိုးထားတယ်မဟုတ်လားဒါကိုဆွမြတ်တို့ကတိုင်တိုနဲ့သွားမယ်တိုင်တိုတစ်ခါ
တိုင်တို့တပေါက်မှာတစ်ချက်စီနဲ့တိုင်တို့2ခါတိုင်တို့3ခါပြီးလို့ရှိရင်တိုင်တို့နဲ့ပဲတက်လာမယ်တိုင်တို့4ခါတိုင်တို့5ခါတိုင်တို့6ခါတိုင်တို့9ခါတိုင်တို့10ခါထိုးလာမယ်တိုင်တို့10ခါကိုထိုးပြီးတိုင်းမှာဆုမြတ်တို့ကစေ့ရမယ်တိုင်တို့10ခါသည်ဆုမြတ်တို့ရဲ့ဒီ2ရည်တင်တိုင်1 2 3ထိုးထားတယ်မဟုတ်လားတိုင်တို့10ခါမြောက်သည်2ရည်တင်တိုင်ရဲ့အလက်တက်ပေါက်ဖြစ်ရမယ်ဒါမှဖက်တိုင်ကမှန်ပါနော်တိုင်တို့10ခါတက်လာပြီးဆိုရင်ဒီနာရောက်ပြီးဆိုရင်ဖွန်မီ2ချက်ထိုးမယ်ဒီနာအများတန်းစစ်ပါနော်ကိုကတိုင်တို့10ခါမြောက်မှာဒီအလက်တက်မှာမကြဘူးဆိုရင်တော့မှားနေတာဖြစ်မယ်အဲ့လိုမျိုးပေါ့နော်โอเคဒါဆိုမှန်နေဆိုရင်တိုင်တို့ထိုးပြီးတာနဲ့ဖွန်မီ2ခါထိုးလိုက်တယ်ပြီးတော့ဒီပေါက်ထဲမှာပဲတစ်ချက်ပြန်ထိုးမယ်ဒီကနေပြန်ရီမယ်ပေါ့နော်အခုလက်တက်ပေါက်မှာပဲတစ်ချက်တိုင်တို့ပြန်ထိုးမယ်တစ်ပြန်ရီမယ်သူကိုပြီးတော့တစ်ပေါက်မှာတစ်ချက်နဲ့ပြန်ဆင်းမယ်2ရီမယ်3 4 5 6 9 10ဆိုရင်ကွက်တီရမယ်ဒါမျိုးဖြစ်မယ်နော်ဒါမျိုးဖြစ်မယ်ဆိုရင်ဒီနားလေးမှာဆိုဆုမြတ်တို့ရှက်ကော်လောက်ထားတဲ့နေရာရှိတယ်အဲ့ဒီရှက်ကော်လောက်ထားတဲ့နေရာကိုမယူဘူးကြော်မယ်ဒါတကွက်စာပြီးပြီနော်ပြီးလို့ရှိရင်ဒီဆုမြတ်တို့ရှက်ကော်လောက်ထားတဲ့နေရာကိုကြော်ပြီးတော့ဒီမှာပြန်စမယ်တစ်ကိုကြော်ပြီးတိုင်တို့ပြန်ထိုးမယ်10ခါတိုင်တို့1 2 3 4 5 6 9ပြီးတော့10ဒီ10ခါမြောက်ကိုရောက်ပြီဆိုရင်ပြန်စစ်ကြည့်ပါကိုထိုးထားတာကအလက်တက်မှာကြာရဲ့လား2ရည်တင်တိုင်းအလက်တက်မှာကြာရဲ့လားဆိုတာပြန်စစ်ပါနော်โอเคဆုမြတ်ဟာလေးကအမှန်တယ်လက်တက်မှာကြာတယ်ဒါဆိုရင်ဖော်မီ2ချက်ထိုးမယ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာပဲတစ်ချက်ပြန်ထိုးတယ်နော်ဒီထိတ်မှာပဲတစ်ချက်ပြန်ထိုးပြီးတော့ရေးတယ်1 2 10ခါနဲ့ပြန်ဆင်းမယ်3 4 5 6 9 10โอเคဒါမျိုးရှစ်ခါရပြီဆိုရင်ဒီမှာတခါတည်းရှက်ကော်လုတ်တဲ့နေရာကိုမထိုးဘူးတစ်ကိုကြော်ပြီးတော့ပြန်သွားမယ်ရှစ်တစ်နှစ်ဒါဆိုရင်သဘောပေါက်ပြီနဲ့တူတယ်နော်ဆုမြတ်ကြော်သွားပါမယ်ဆုမြတ်ပြောတဲ့အတိုင်းထိုးသွားပါပတ်လည်လုံးထိုးလာပြီးဒီအဆုံးကိုရောက်ရင်ပြန်ပြပေးမယ်နော်ဒီနော်ဒီမှာဆုမြတ်ပြောသလိုမျိုးထိုးလာပြီးအဆုံးကိုရောက်ပါပြီနော်အဆုံးကိုရောက်ပြီဆိုရင်ဆုမြတ်တို့ဒီနေရာမှာရှက်ကော်နဲ့မချိတ်ဘူးခုနကတန်းတွေလိုမျိုးပဲမြင်ရှင်းအောင်ဆိုပြီးဆုမြတ်ကစလေးတွေသိမ်းလိုက်ပါပြီနော်ခြေစကိုဖြတ်မယ်ပြီးတော့တခါတည်းစသိမ်းသလိုမျိုးရှက်ကော်လေးလုံးမယ်နော်ဒါမျိုးလေးထည့်မယ်ပြီးတော့ဒီလိုလေးထည့်မယ်ပြီးတော့ဒီရှက်ကော်လုံးလိုက်တဲ့ပေါက်ကိုမှတ်ချိတ်နဲ့ချိတ်ပါနော်လုံးဝမှားလို့မရဘူးဒီဥစ္စာလေးလှိုင်းလေးတွေနဲ့သွားတာမဟုတ်လို့ပါပြီးတော့ဒီစလေးကိုသိမ်းလိုက်မယ်โอเคနော်ဒီမှာဆုမြတ်စလေးတွေသိမ်းပြီးသွားပြီဒီမှာရှက်ကော်လောက်ထားတဲ့နေရာလေးနော်ဒါကိုကြတော့မှားမှာဆိုလို့မှတ်ချိတ်နဲ့ချိတ်ထားတယ်နော်ပြီးရင်မှားသွားတယ်ဇဝေဇဝါဖြစ်သွားတယ်ဆိုဒီကနေရေးပါနော်ဆုမြတ်တို့ထိုးခဲ့တဲ့ချိန်တော့2 4 6 8ခုရှိရမယ်8ခုပြီးမှဒါလေးကိုချိတ်ထားတယ်နော်အဲ့လိုလေးအခုစမှာကဒီကနေစမယ်နော်ဒီမှတ်ချိတ်ချိတ်ထားတဲ့နေရာမဟုတ်ပဲねဒီပေါက်ကနေပြီးတော့ခြေဝင်ချိတ်လိုက်မယ်ခြေစလေးကိုစသိမ်းဖို့အတွက်နည်းငယ်ရှည်ပြီးယူထားမယ်ပြီးတော့ဖော်မီ3ခါထိုးမယ်ဖော်မီ3ခါထိုးပြီးပြီဆိုရင်ဒီမှတ်ချိတ်ချိတ်ထားတဲ့နေရာလေးကိုနောက်ပြန်ဆုံမယ်
အဲ့မှာယင်ပြီးတော့ဒီမှတ်ချိတ်ထားတဲ့နေရာကိုလာထည့်မယ်ဒါမျိုးလေးချိန်မယ်ဒီလိုအမြောက်လက္ခဏာလေးလိုမျိုးလုပ်လိုက်တယ်ဒါမျိုးဒီလို့ရှိရင်အဲ့မှာယင်မယ်တစ်ပေါက်ကျော်ပြီးတော့နောက်တစ်ပေါက်ကိုတိုင်ရှိရိုးတိုင်ရှိထိုးမယ်ဒီလို့ရှိရင်အဲ့မှာယင်မယ်ပြီးတော့ခြံခဲ့တဲ့ကြော်ခဲ့တဲ့ပေါက်ကိုပဲပြန်ယူပြီးတော့အပ်ထည့်မယ်ပြီးတော့ခြီကိုချိတ်လာမယ်ဒါမျိုးလေးနော်အဲ့မှာယင်မယ်ပြီးတော့ဒီမှာတစ်ပေါက်ကြော်မယ်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှိထိုးမယ်ရိုးတိုင်ရှိပြီးလို့ရှိရင်အဲ့မှာယင်ပြီးတော့ကြော်ခဲ့တဲ့ပေါက်ကိုနောက်ပြန်ဆုပ်ပြီးတော့ဒါမျိုးလေးလုပ်မယ်အဲ့မှာယင်မယ်ကြော်မယ်ပြီးတော့အဲ့မှာယင်ပြီးတော့ကြော်ခဲ့တဲ့ပေါက်ကိုပဲဒီလိုထည့်ပြီးတော့နောက်ကနေပြန်ချိတ်လာမယ်ဒီအမြောက်လက္ခဏာတိုင်လေးတွေထိုးသွားတယ်เนาะနောက်ပြန်ဆုပ်တဲ့တိုင်လေးတွေ1 2 3 4ခုပြီးပြီဆိုရင်နောက်ဆုံးတစ်ခုကိုဒီဖွင့်ပြီးနှစ်ချက်ခြားထားတဲ့ပေါက်ထဲကိုထည့်မယ်ရိုးတိုင်ရှိအရင်ထိုးမယ်ပြီးတော့အမှယင်ပြီးတော့နောက်ပြန်ဆုပ်ပြီးတော့ဒါမျိုးထိုးမယ်ဒါဆိုရင်ဒီဖွင့်ပြီးနှစ်ချက်ထိုးထားတဲ့နေရာအထိကိုဒီလိုမျိုး5ခုရတယ်เนาะ1 2 3 4 5ခု5ခုရတယ်ဆိုရင်ဒီနေရာမှာစုမြတ်တို့ကဒါမျိုးလေးဖြစ်သွားပြီဆိုရင်ဒီနေရာမှာဖွင့်ပြီးတစ်ချက်ထိုးမယ်ဖွင့်ပြီးတစ်ချက်ထိုးပြီးပြီဆိုရင်အမှယင်ပြီးတော့ဒီသူ့ရဲ့နဘေးကတိုင်မှာပဲတိုင်တိုင်းအရင်ထောင်လိုက်မယ်เนาะပြီးလို့ရှိရင်ဒီဖွင့်ပြီးနှစ်ချက်ထိုးထားတဲ့ပေါက်ထဲမှာနောက်ပြန်ဆုပ်ပြီးတော့တတိုင်းယူလိုက်မယ်ဒီလိုเนาะပြီးရင်တခါတည်းတစ်ပေါက်ကျော်နောက်ပြန်ဆုပ်ပြီးတော့တတိုင်းယူတစ်ပေါက်ကျော်ပြီးတိုင်ရှိထိုးနောက်ပြန်ဆုပ်ပြီးတော့တတိုင်းယူထိုးလာမယ်နော်ဒီလိုပုံစံလေးနဲ့တဖြည်းဖြည်းနဲ့ဒီနားလေးကိုရောက်ရင်ဆွမြတ်ပြန်ပြပေးမယ်နော်ဗီဒီယိုရှိမှာဆိုလို့โอเคဒီမှာဆွမြတ်ထိုးလာတာထိုးရင်နဲ့ဒီနားရောက်ပြီနော်ဒီနားရောက်ရင်လည်းပုံမှန်တိုင်းကွက်တိပဲနောက်ဆုံးတစ်ပေါက်ကြံမယ်ပြီးတော့ဖွင့်ပြီးနှစ်ချက်ခြားထားတဲ့နေရာမှာဆိုရင်ဖွင့်ပြီးနှစ်ချက်ထဲကိုပဲယူပါဒါမျိုးပြီးလို့ရှိရင်နောက်ပြန်လှည့်တဲ့ပိုင်းရှိတတိုင်းပြန်ထိုးမယ်ဒီနေရာမှာမှန်လေးတစ်ချက်ဆင့်ပါမယ်မှန်ဘယ်လိုဆင့်မလဲဆိုတော့ဒီဖွင့်ပြီးတစ်ချက်ခြားထားတယ်နော်ဒီကနေရေးလို့ရှိရင်ဒီလိုမျိုးအစုံလေးတွေ1 2 3 4 5 6 8 9ခုရမယ်9ခုရရင်မှန်တယ်နော်ပြီးရင်နောက်ထပ်ဒီမှာပုံမှန်တိုင်းပဲပြန်ထိုးသွားတော့မယ်ဖွင့်ပြီးတစ်ချက်ခြားရမယ်နော်ဒီနေရာမှာပြီးမှဒုတိယပေါက်မှာဒီထိုးထားတဲ့ပေါက်ဒီမှာပဲတိုင်ရှိကိုအရင်ထောင်းတယ်ပြီးတော့နောက်ပြန်ဆုပ်တာကိုကြတော့ဒီဖွင့်ပြီးနှစ်ချက်ထိုးထားတဲ့ပေါက်ထဲမှာပဲတစ်ချက်ထပ်ယူတယ်နော်ဒါမျိုးကနေပြန်စတယ်ဒီလိုမျိုး1ပြန်ရပြီဒါဆိုရင်ပတ်လည်လုံးထိုးသွားတော့နော်1ဒီနားကိုရောက်ရင်6ဖြစ်ရမယ်နော်ဒီလိုမျိုးလေးတွေ6စုံဖြစ်ရမယ်ထိုးသွားပတ်လည်ဒီအဆုံးကိုရောက်ရင်ပြန်ကြည့်မယ်နော်โอเคနော်ဒီမှာဆွမြတ်တို့ထိုးလာတာဒီနားပတ်လည်ရောက်ပြီဒါပေမဲ့ဆွမြတ်မှာဒီနားမှာမှားသွားတယ်ဆိုတာကလေနှစ်ခုပဲနောက်ဆုံးမှာကွက်တိဖြစ်နေရမယ်ဒါပေမဲ့နောက်ဆုံးတစ်စုံထိုးရအောင်မယ်ဒါပေမဲ့3ခုဖြစ်နေတယ်ဒါကိုကြတော့မှားတဲ့ကြောင်ရင်လေးကိုပြပေးမယ်နော်ဒါပေမဲ့မှားသွားလဲဘာမှမဖြစ်ဘူးဆွမြတ်ဒီလိုလေးလုပ်လိုက်မယ်တကယ်လို့များဆွမြတ်လိုမျိုးပဲမှားတဲ့သူရှိတယ်ဆိုရင်ဒီမှာ1 2 3ဖြစ်နေတယ်ဟုတ်နောက်ဆုံးမှာ2ပေါက်ပဲကြံရမှာ3ပေါက်ဖြစ်နေတယ်ဆိုရင်1 2ကိုကြော်ပြီးတော့ဒီမှာလာထိုးလိုက်မယ်နော်ဒီမှာလာထိုးလိုက်မယ်ပြီးလို့ရှိရင်နောက်ကပေါက်အလယ်မှာတစ်ပေါက်ခြံခဲ့ပြီးဟိုနောက်ကပေါက်မှာယူလိုက်မယ်ဒါဆိုရင်တစ်ဘက်ကိုဖုံးပြီးသားဖြစ်သွားတယ်ပေါ့နော်ဘာလို့ဆွမြတ်မှာမှားသွားလဲဆိုတော့ဆွမြတ်တို့ကရှက်ကော်လှုပ်တဲ့ချိန်ဆိုရင်ဒီလိုမျိုးရှက်ကော်လှုပ်လိုက်တဲ့ချိန်ဆိုရင် तू ကတစ်လိုမျိုးဖြစ်နေတယ်လေအဲ့ဒါကိုဆွမြတ်ကစထိုးတဲ့ချိန်တော့သူ့ကိုဟိုအသားပေးလိုက်လို့ပေါ့နော်သူ့ကိုပေးပါလိုက်လို့အဲ့ဒါကြတကွဲပို့သွားတယ်နော်မဖြတ်ချင်တော့လို့ဒီလိုလေးလှုပ်လိုက်တယ်ဒါမသိတာတော့ဘူးတကယ်လို့များတကွဲလောက်မှားတယ်ဆိုရင်ဒီလိုလေးလှုပ်လိုက်လို့ရတယ်နော်
ဆိုမြတ်ချီဖြတ်လိုက်ပါမယ်ချီဖြတ်ပြီးလို့ရှိရင်ဒီပေါက်ထဲမှာစသိမ်းလိုက်မယ်ဒီလိုလေးစသိမ်းလိုက်မယ်ဒီကားကတော့တေးသေးတက်တက်လေးနဲ့အစလေးသိမ်းလိုက်ဖို့ပါပဲเนาะဒါမျိုးလေးသိမ်းလိုက်မယ်โอเคဒီမှာဆိုမြတ်စသိမ်းလိုက်ပြီเนาะစလေးတွေသိမ်းလိုက်ပါပြီစသိမ်းပြီးပြီဆိုရင်နောက်တစ်တန်းကိုအနီအောင်နဲ့တက်မယ်เนาะနီအောင်နဲ့တက်မယ်ဆိုရင်ဒီအိတ်ကလေးနည်းနည်းတော့ထိုးရတာခက်တယ်လို့ပဲပြောရမယ်ခက်တော့မခက်ဘူးမှတ်ရတယ်ပေါ့နော်ဒီနှစ်ခုရဲ့ကြားထဲမှာ6ခုရှိရမယ်လို့ပြောထားတယ်နော်6ခုပြည့်ရလားရေးပါလို့1 2 3 4 5 6 9 8 9เนาะအဲ့လိုဒီမှာလဲ1 2 3 4 5 6 9 8 9ခုရှိတယ်เนาะအကုန်လုံးကဒီမှာ6ခု6ခုစီပဲရှိပါတယ်ဒါပေမဲ့ဆွမြတ်တို့ကဒီဆွမြတ်တို့ဆုံးတက်လိုက်တဲ့နေရာကနေပဲပြန်စမယ်เนาะရှက်ကော်ခုနကရှက်ကော်လုပ်ပြီးစတက်လိုက်တဲ့နေရာပေါ့เนาะဒီမှာဆိုရင်1 2 3 4 5 1 2 3 4 5ဒီ5ခုမြောက်ရဲ့အလယ်မှာခုနရှက်ကော်လုပ်ထားတဲ့နေရာမှာဆွမြတ်တို့ကချိတ်ထားမယ်မှတ်ချိတ်နဲ့เนาะပြီးလို့ရှိရင်ဒီနားမှာမှတ်ချိတ်ကိုအလယ်တက်တက်ဆိုပြီးမှတ်လိုက်တာเนาะသူ့လေပြီးရင်ဆွမြတ်တို့ကဘယ်ပေါက်ကနေစထိုးမလဲဆိုတော့ဒီပေါက်ကနေစထိုးမယ်ဒီဘက်ကရေးမယ်ဆိုရင်1 2 3 4 4စုံမြောက်တိုင်ရဲ့ဒီတိုင်ဒီနာဒီပေါက်ကနေထိုးမယ်เนาะဒီပေါက်မှာဆွမြတ်တို့အနီအောင်ခြေစားကိုဝင်ချိတ်မယ်ဝင်ချိတ်ပြီးရင်ဖော်မီလေးတစ်ချက်ထိုးလိုက်မယ်ပြီးတော့ဒီပေါက်ကနေပဲစထိုးမယ်เนาะတိုင်တို့တစ်ချက်တိုင်တို့နှစ်ချက်တပေါက်မှာတစ်ချက်နဲ့เนาะ3 4 5 6 8ခုရပြီเนาะတပတ်မှာတစ်ချက်8ခု9ခုမြောက်ကိုကြတော့ဒီမှာဖော်မီတစ်ချက်ခြားထားတဲ့ဒီနေရာလေတက်တက်ပေါက်မှာစမြတ်တို့ထိုးမယ်9ရပြီเนาะဒီကနေရင်2 4 6 8 9ရပြီဆိုရင်ဖော်မီနှစ်ချက်ခြားမယ်ဖော်မီနှစ်ချက်ခြားပြီးလို့ရှိရင်ဒီပေါက်ထဲမှာเนาะဒီပေါက်ကြီးထဲမှာပဲတတိုင်ပြန်ထိုးမယ်သူ့ကို1ဆိုပြီးရေးမယ်သူ့ရဲ့နဘေးကတိုင်မှာ2သူ့ရဲ့နဘေးကတိုင်မှာ3သူ့နဘေး4သူ့ရဲ့နဘေး5 6 9 8 9ထိုးမယ်9ထိုးပြီးရင်ပြန်ကြည့်ပါဒီလိုမျိုးဒီမှာ9ဖော်မီနှစ်ချက်ခြားထားတယ်เนาะဒီမှာ9ဆိုရင်4စုံမြောက်ကိုသုံးလိုက်တယ်1 2 3 4ဒီမှာ9ခုကွက်တီးရမယ်ဒါမျိုးဒီလို့ရှိရင်ဆွမြတ်တို့ကဒီမှာနှစ်ပေါက်ကြော်ရမယ်ဒီနေရာမှာ9ပြီးသွားပြီဆိုရင်နှစ်ပေါက်ကိုမထိုးဘူး1 2ကြော်မယ်ပြီးရင်3ပေါက်မြောက်မှာထိုးမယ်1 2 3 4 5 6 8ရပြီဆိုရင်ဒီပေါက်ကြီးထဲမှာ9တွေ့လားကွက်တီရရမယ်9เนาะပြီးရင်ဖော်မီနှစ်ချက်ချမယ်နှစ်ချက်ချပြီးရင်ဒီပေါက်ထဲမှာပဲပြန်ထိုးမယ်1ပြီးတော့ဒီမှာနဘေးเนาะတေချာလေးကြည့်ပါတိုင်ထိတ်နဘေးလေးကြံခဲ့မှာဆိုလို့မှားမယ်အဲ့ဒါဆိုရင်2 3 4 5 6 9ပြီးတိုင်းဆိုရင်စိတ်ကြည့်လိုက်ပါကိုပြီးပြီဆိုရင်ဒီကနေရေးမယ်ပေါ့နော်ဒီအပေါက်ကြီးကိုခြံခဲ့ပြီးတော့ဒီကနေရေးမယ်ဆိုရင်1စုံ2စုံ3စုံ4စုံမြောက်မှာဆုံးရမယ်9ကိုဒါမျိုးပြီးရင်နှစ်ပေါက်ကြော်မယ်1 2နှစ်ပေါက်ကြော်ပြီးတော့3ပေါက်မြောက်ကနေ9ပြန်ထိုးအဲ့လိုပုံစံနဲ့ပတ်လည်းပြန်ပတ်မယ်နော်ပတ်သွားပါနော်ဆိုမြတ်တစ်ဆင့်ချင်းစီတေချာလေးသွားမှရတယ်ဒီအိတ်ကလေးနော်ဆိုမြတ်ပြောသလိုမျိုးတစ်ဆင့်
ပြန်သွားပါဒီအဆုံးကိုရောက်ရင်ပြန်ပြမယ်နော်သူမဲ့ပြောသလိုမျိုးထိုးလာတာဒီတန်းမှာဒီနာရောက်ပြီဒီနာရောက်ပြီဆိုရင်ဒီနေရာမှာနှစ်ခုကြံနေရမယ်အဲ့ဒါဆိုမှန်တယ်နော်နှစ်ခုကြံနေရမယ်ဒါပေမဲ့သူမြတ်ကသူ့ကိုရှက်ကော်နဲ့မချိတ်ဘူးခြိဖြတ်ပြီးတော့ပုံမှန်တိုင်းပဲစသိမ်းမယ်ခြိဖြတ်ပြီးတော့ပုံမှန်တိုင်းစသိမ်းမယ်ဒီအောက်က1နှစ်ကိုကြော်ပြီးတော့ဒီဘက်ကတိုင်ရဲ့အထိတ်မှာလာပြီးတော့အစသိမ်းလိုက်မယ်ဒီရှက်ကော်မှတ်ချိတ်ကိုဖြုတ်လိုက်မယ်နော်စသိမ်းလိုက်မယ်ပြီးလို့ရှိရင်ခြိစလေးတွေကိုသိမ်းလိုက်မယ်နော်โอเคဒီမှာစမြတ်တော့ရှက်ကော်လုတ်လိုက်တဲ့နေရာလေးကိုမှတ်ချစ်လေးနဲ့ပြန်ချိတ်ထားတယ်နော်ပြီးလို့ရှိရင်ဒီတန်းမှာဖြူအောင်နဲ့ပြန်သွားမယ်ဖြူအောင်နဲ့ပြန်သွားဖို့အတွက်ဒီမှာခြိဝင်ချိတ်မယ်ဒီကနေရေးမယ်နော်ဒီမှာ1 2 3 4 5 6 8ဒီ8ခုမြောက်မှာအဝင်ထဲမယ်ပြီးတော့ခြိစကိုချိတ်မယ်ခြိစကိုချိတ်ပြီးပြီဆိုရင်ဖော်မီ3ချက်တက်မယ်1 2 3ဖော်မီ3ချက်တက်ပြီးပြီဆိုရင်စုမြတ်တို့အနောက်ကို3ခုသွားမယ်1နော်တစ်ပေါက်မှတ်ချက်ချိတ်ထားတဲ့ရှက်ကိုပေါက်2ပြီးတော့3ခုမြောက်ကိုစုမြတ်တို့ထိုးမယ်နော်ဒါမှတ်ချက်လေးကိုဖြုတ်လိုက်မယ်နော်စုမြတ်မြင်ရှုပ်နေမှာဆိုလို့သူ့ရဲ့အနောက်မှာ1 2 3ဒီပေါက်ကိုထိုးမယ်အခုစုမြတ်ပြလိုက်အထက်လိုက်တဲ့ပေါက်လေးကိုထိုးမယ်ဒါဆိုရင်ဒီဘက်မှာလည်းပဲ2 4 6 8ခုကျန်နေတယ်အဲ့ဒါဆိုကွက်တိပဲเนาะဒီမှာ3ခုမြောက်ကိုနောက်လှည့်မယ်ရှက်ကော်လှုပ်ထားတဲ့ပေါက်ကိုပါရေးလိုက်လို့3ခုမြောက်ဖြစ်သွားတာเนาะဒီလိုမျိုး3ထိုးပြီးပြီဆိုရင်1 2 3ခုမြောက်မှာမှအစုမြတ်တို့လာပြီးတော့ဒီလိုလေးလုံမယ်ဒါမျိုးเนาะဒါမျိုးရမယ်ပြီးရင်အစုမြတ်တို့ပုံမှန်တိုင်းသွားတော့မယ်ဒီအောက်ကတန်းတွေလိုမျိုးဒါမျိုးရပြီဆိုရင်စုမြတ်တို့ကဒီမှာတစ်ပေါက်ကြော်ပြီးဒုတိယပေါက်မှာတိုင်ရှိဝင်ထိုးမယ်ပြီးတော့နောက်ပြန်ဆုပ်ပြီးတော့တိုင်ရှိထိုးမယ်တစ်ပေါက်ကြော်ပြီးတိုင်ရှိထိုးမယ်နောက်ပြန်ဆုပ်ပြီးတော့တိုင်ရှိထိုးမယ်တစ်ပေါက်ကြော်ပြီးတိုင်ရှိထိုးမယ်နောက်ပြန်ဆုပ်ပြီးတော့တိုင်ရှိထိုးမယ်ဒီမှာပြီးတော့ဒီမှာတစ်ခါတည်းဖော်မီ2ချက်ခြားထားတဲ့ပေါက်ထဲမှာတိုင်ရှိထိုးမယ်ပြီးတော့နောက်ပြန်ဆုပ်ပြီးတော့တိုင်ရှိထိုးမယ်ဒါဆိုရင်စုစုပေါင်း5ခုလားဒါကိုကြတော့စုမြတ်တို့ကအလဲဘဟိုးလို့တွဲလိုက်မယ်နော်ဒါဒီဟာကိုမိတ်ပစ်လိုက်မယ်ဒီမှာကနေစမယ်1 2 3 4ခုရတယ်နော်4ခုရပြီဆိုရင်စုမြတ်တို့ဒီမှာဖော်မီတစ်ချက်ပဲခြားမယ်တစ်ချက်ခြားမယ်ပြီးတော့နောက်ထပ်4ခုပြန်ထိုးမယ်ဒီဘက်ကို4ခုထိုးဖို့အတွက်သူ့ကြတော့တပေါက်မကြော်ဘူးဘေးနာကကတ်လက်ရဲ့နေရာလေးမှာရိုးရိုးတိုင်ရှိထိုးမယ်နောက်ပြန်ဆုပ်တဲ့ဟာကိုကြတော့ဒီဖော်မီ2ချက်ခြားထားတဲ့ပေါက်ထဲမှာတစ်ချက်ပြန်ယူတယ်တစ်စုံရပြီတစ်စုံ1 2မှာထိုးမယ်နောက်ပြန်ဆုပ်မယ်နှစ်စုံရပြီတပေါက်ကြော်ပြီးနောက်တစ်ပေါက်မှာရိုးရိုးတိုင်ရှိထိုးမယ်နောက်ပြန်ဆုပ်မယ်သုံးစုံရပြီတပေါက်ကြော်ပြီးထိုးမယ်နောက်ပြန်ဆုပ်မယ်လေးစုံရပြီโอเคဒါဆိုရင်ဒီလိုမျိုးလေးစုံရမယ်1 2 3 4လေးစုံရပြီဆိုရင်ဒီနေရာမှာပြန်လာမယ်အမှရင်ပြီးတော့1 2 3ခုကိုကြော်ပြီးတော့4ခုမြောက်မှာမှစုမြတ်တို့သွားပြီးတော့အပ်ထည့်မယ်ရိုးရိုးတိုင်ရှိထိုးလိုက်မယ်နော်ပြီးရင်စုမြတ်တို့ကအလဲမှာ3ခုကျန်နေတယ်နော်3ခုကိုကြော်ထားတယ်1 2 3ခုကိုကြော်ထားတယ်ဆိုရင်ဒီနှစ်ပေါက်ကိုမထိုးဘူးဒီမှာနောက်ပြန်ဆုပ်ပြီးတော့လာထည့်မယ်အခုအပ်ထည့်လိုက်တဲ့ပေါက်ထဲမှာဒါမျိုးလေးဒါတော့အလဲဘဟိုပေါ့နော်လဲမှာဆိုဒီလိုလေးလှုပ်လိုက်မယ်1 2 3 4ပြီးရင်ဒါမျိုးတစ်ခုထိုးမယ်ပြ
ပြီးတော့၄တစ်ခါပြန်ထိုးမယ်ပုံမှန်တိုင်းဒီတိုင်းပြီးလို့ရှိရင်ဆွေးမြတ်တို့ရိုးရိုးပုံမှန်သွားရတော့မယ်နော်ပေါ်ထိထိုးသွားပါဆိုပြီးတော့လာတော့မယ်ဒီမှာတစ်ပေါက်ကျော်ပြီးနောက်တစ်ပေါက်မှာတိုင်ရှည်ထိုးမယ်ပြီးတော့နောက်ပြန်ဆုပ်ပြီးထိုးမယ်တစ်ပေါက်ကျော်တိုင်ရှည်ထိုးမယ်နောက်ပြန်ဆုပ်ပြီးတော့ထိုးမယ်တစ်ပေါက်ကျော်တိုင်ရှည်ထိုးမယ်နောက်ပြန်ဆုပ်ပြီးတော့ထိုးမယ်သုံးစုံရပြီเนาะ1 2 3စုံ4စုံမြောက်ကိုကြတော့ဆွေမျိုးတို့ဖွင့်ပြီးနှစ်ချက်ထိုးထားတဲ့ပေါက်ထဲမှာထည့်မယ်နောက်ပြန်ဆုပ်ပြီးတော့တိုင်ထိုးမယ်ပြီးတော့ဖွင့်ပြီးတစ်ချက်ချမယ်โอเคဒါဆိုရင်ဒီတန်းမှာတဘောပေါက်ပြီလို့ထင်တယ်เนาะ1 2 3 4ပြီးတော့ဒီလိုမျိုး3ခုကိုကြော်ပြီးတော့တစ်ခုထိုးမယ်ပြီးရင်ပုံမှန်တိုင်း1 2 3 4စုံထိုးမယ်4စုံထိုးပြီးလို့ရှိရင်ဒီမှာဖွင့်ပြီးတစ်ချက်ချမယ်ချပြီးရင်4စုံပြန်ထိုးလာမယ်3ခုကိုကြော်မယ်level ဟိုမှာ3ခုကြော်တာဟုတ်ပေါ့နော်အဲ့လိုမျိုးနဲ့တစ်ပတ်ပြန်ထိုးသွားမယ်โอเคဒါဆိုရင်ထိုးသွားပါပတ်လက်လုံးဒီအဆုံးကိုရောက်ရင်တစ်ခါပြန်ကြည့်မယ်နော်1 2 3 4ဒီနီးနဲ့ပဲဆွေမြတ်ကဟိုဟာဖြစ်လိုက်မယ်โอเคเนาะဒီမှာစသိမ့်ပြီးသွားပြီဆိုရင်တကယ်တော့ဆွေမြတ်တို့ကထိုးသွားလို့ရပါပြီเนาะဒီစသိမ့်တဲ့နေရာလေးမှာမှတ်ချိတ်လေးနဲ့ချိတ်ထားမယ်เนาะဒီကနေရေးမယ်ဆိုရင်2 4 6 8ဒီဘက်ကနေရေးရင်လည်း2 4 6 8ဒီအလဘဟိုဆွေမြတ်တို့ခုနာကစသိမ့်လိုက်တဲ့နေရာလေးပေါ့เนาะအဲ့ဒါလေးကိုမှတ်ချိတ်လေးချိတ်ထားမယ်ပြီးလို့ရှိရင်ဒီအောက်တန်းကအနီရောင်တန်းကိုတန်းလိုမျိုးပြန်ထိုးမယ်နော်အနီရောင်တန်းကိုပြန်ထိုးဖို့အတွက်မှားမှဆိုလို့ရှိရင်ဒီကနေရေးပါ1 2 3 4 5 6 8ဒီတိုင်ရှည်ရဲ့၄စုံမြောက်မှာခြေဝင်ချိတ်မယ်ဖော်မြည်လေးတစ်ချက်အရင်ထိုးမယ်ဖော်မြည်တစ်ချက်ထိုးပြီးရင်ဒီအခုချိတ်လိုက်တဲ့ပေါက်ထဲမှာပဲစမယ်တိုင်တို့1 2 3 5 6 7 8ရှစ်ထိုးပြီးပြီဆိုရင်6ကိုကြတော့ဒီပေါက်ထဲမှာထိုးမယ်ပြီးလို့ရှိရင်ဖွန်မီနှစ်ချက်ထိုးမယ်ဖွန်မီနှစ်ချက်ထိုးပြီးရင်ဒီကနေပြန်စမယ်1 2 3 5 6 7 8ရှစ်ပြီးရင်9ခုမြောက်ဆိုရင်ဒီမှာဒီကနေရေးရင်2 4 6တစုံနှစ်စုံသုံးစုံလေးစုံမြောက်မှာသွားကြတယ်9ခုမြောက်ဆိုဒီလိုပြီးရင်ဒီမှာ1 2နှစ်ပေါက်ကျော်ပြီး3ပေါက်မြောက်မှာပြန်စမယ်1 2 3 5 6 7 8ပြီးတော့9ကိုဒီဖွန်မီတစ်ချက်ချထားတဲ့ပေါက်ထဲမှာထည့်မယ်9ပြီးတော့ဖွန်မီနှစ်ချက်ဒီပုံနဲ့တစ်ပတ်ပြန်ပတ်သွားမယ်ဒါဆိုရင်ဆုမြတ်ကြော်တော့မယ်နော်ပြောသွားတော့မယ်ဒီလိုမျိုးအနီရောင်တဒန်းထိုးပြီးသွားပြီဆိုရင်နောက်ဆုံးဒီအောက်ကတန်းနဲ့တူတူဖြစ်သွားပြီဒီတန်းနဲ့တူတူဖြစ်သွားပြီတကယ်လို့အဆုံးသတ်မှာမရှင်းဘူးဆိုရင်ဒီတန်းကိုပြန်ဆင်းကြည့်ပေးပါဒီတန်းပြီးလို့ခြေစသိမ့်ပြီးပြီဆိုရင်ဒီစင်စွယ်ရောင်ကိုဝင်ထည့်မယ်စင်စွယ်ရောင်အတန်းကိုလည်းမေ့သွားတယ်ဆိုရင်ဗီဒီယိုကိုနောက်ဆုတ်ပြီးတော့ဒီအတန်းထိုးပြတာကိုပြန်ကြည့်ပါအဲ့လိုပဲသွားတော့မယ်အနီပြီးရင်အနီတန်းပြီးရင်ဒီဟာပြီးရင်အနီတန်းပြီးရင်ဒီဟာဒီတိုင်းပဲဆွေမြတ်တို့ကထိုးသွားရတော့မယ်ဒါဆိုရင်ထိုးသွားပါနော်အကုန်လုံး
29ရောက်တဲ့အထိထိုးသွားပါနော်အိတ်တလုံးစားကိုလိုချင်တဲ့အရှည်တိုင်းရအောင်ထိုးသွားပေါ့နော်โอเคနော်ဒီမှာစမြပြောတဲ့အတိုင်းထိုးလာတာအပေါ်ကိုရေးတာ29တန်ရပြီနော်ဒါမျိုးရပြီဒါဆိုရင်စမြတို့အပုံမှန်တိုင်းပဲခြီသိမ်းစတက်လိုက်တယ်နော်ဒါမျိုးလေးကြံတယ်ဒါဆိုရင်28တန်မြောက်ကိုစမြတို့ကအနီအောင်လေးနဲ့တဒန်းထိုးရပါအောင်မယ်စမြတို့ထိုးနေကြအတိုင်းပဲဒီကနေ2 4 6 8ဒီ8ခုမြောက်ကနေပြီးပဲခြီဝင်ချိတ်မယ်နော်ခြီဝင်ချိတ်ပြီးတော့ပုံမှန်တိုင်းတိုင်တိုးထိုးသလိုမျိုးထိုးမယ်အလယ်မှာပဲနည်းနည်းလေးလွဲလို့ပါဒီဝင်ချိတ်လိုက်တဲ့ပေါက်ထဲကနေပြန်စမယ်1 2 3 4 5 6 8ရှေ့ထိထိုးပြီးပြီဆိုရင်ဒီမှာစမတို့ဖော့မီတစ်ချက်ခြားထားတဲ့နေရာဒီအလယ်မှာကျတော့3တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ဒါမျိုး8ခါထိုးမယ်အလယ်မှာ3တိုင်ထိုးမယ်ပြီးလို့ရှိရင်8ခါပြန်ထိုးမယ်ဒီပါနော်ဒီနာတစ်ပုတ်ကြံခဲ့တတ်တယ်တိုင်ရှည်လေး1လာမယ်3 4 5 6 8ထိုးပြီးပြီဆိုရင်ပုံမှန်တိုင်းဒီမှာနှစ်ခုကိုပုံမှန်တိုင်းပဲကြော်မယ်1 2ကြော်မယ်3ခုမြောက်မှာ8ပြန်ထိုးမယ်1 2 3 4 5 6 8ထိုးပြီးလို့ဒီအလယ်ဘက်ဟိုကိုရောက်ပြီဆိုရင်ဒီပေါက်ထဲမှာ3ထိုးမယ်1 2ဒီပေါက်ထဲမှာတိုင်3ထိုးမယ်နော်ဖော့မီမပါတော့ဘူးတိုင်တို့3ခါထိုးမယ်ဒါမျိုးဒါဆိုရင်ဒီပုံစံတိုင်းပဲထိုးသွားမယ်အကောင်လုံးအတူတူပဲဒီမှာတိုင်တို့3ချက်ထိုးလိုက်တာပဲကွာတယ်နော်ထိုးသွားပါအဆုံးကိုရောက်ပြီဆိုရင်ခြီဖြတ်အစပတ်ပြီးလို့ရှိရင်ပြန်တွေ့မယ်နော်โอเคနော်ဒီမှာစမတ်ထိုးပြီးပြီနော်ထိုးပြီးပြီစလေးလဲတင်လိုက်ပြီနော်အကုန်လုံးပြီးသွားပြီပေါ့ဒါဆိုဒါ28တန်နော်28တန်ရပြီဆိုရင်စမတ်တို့ကျိုးထည့်တော့မယ်ကျိုးကိုကြတော့ဘယ်နေရာမှာထည့်မလဲဆိုတော့စမတ်တို့အိတ်မှာဒီမှာတလှိုင်းစာရှိတယ်နော်နဘေးနာတလှိုင်းစာရှိတယ်ဒီလိုမျိုးထားလိုက်တယ်ပေါ့အိတ်ကိုပြထားလိုက်တယ်ပြီးတော့ဒီမှာထည့်မယ်ဒီကနေစပြီးတော့အိတ်ထည့်မယ်ဒီဘက်ကိုဒီမှာတိုင်တို့3ချက်ထိုးထားတယ်နော်ဆွေမြတ်တို့ဒီပေါက်လေးမှာတိုင်တို့3ချက်မှာ1 2 3ဆိုတဲ့3ချက်မှာဒီအလက်တဲ့ပေါက်ကိုအဝင်ထည့်ပါတိုင်တို့3ခုမှာအလက်တဲ့ပေါက်ကိုအဝင်ထည့်ပြီးတော့အနီအောင်ခြီစကိုဝင်ချိတ်မယ်ဒီဗီဒီယိုထဲမှာဆိုရင်မရှင်းတရှင်းဖြစ်နေလိမ့်မယ်စမြတ်ဘယ်ပေါက်ကိုထည့်လိုက်လဲဆိုတာဒါကြောင့်ဒီမှာ1 2 3ခုရှိတယ်3ခုမှာဆိုရင်အလယ်ရဲ့တိုင်ထိပ်မှာအဝင်ထည့်မယ်ပြီးတော့ခြီချိတ်ပြီးတော့ဖော့မီ3ချက်ထိုးမယ်တစ်ချက်နှစ်ချက်3ချက်ဖော့မီ3ခါထိုးပြီးပြီဆိုရင်အမှရင့်မယ်ရင့်ပြီးတော့ဒီမှာတစ်ပေါက်ကျော်ပြီးတော့နောက်တစ်ပေါက်မှာတိုင်ရှည်ထိုးမယ်ပြီးလို့ရှိရင်အမှရင့်ပြီးတော့ကျော်ခဲ့တဲ့ပေါက်ကိုတိုင်ရှည်ပြန်ထိုးမယ်တစ်စုံပြီးတော့အမှရင့်မယ်တစ်ပေါက်ကျော်ပြီးနောက်တစ်ပေါက်မှာတိုင်ရှည်ထိုးမယ်အမှရင့်ပြီးတော့ကြော်ခဲ့တဲ့ပေါက်ကိုတိုင်ရှည်နောက်ပြန်ဆုပ်ပြီးထိုးမယ်
ဒါဆိုရင်နှစ်စုံရပြီနော်နှစ်စုံရပြီဆိုရင်နောက်ထပ်သူ့ရဲ့နဘေးကပေါက်မှာမကြော်တော့ဘူးနဘေးကပေါက်မှာတိုင်ရှိတတိုင်ထိုးလိုက်မယ်โอเคကျိုးပြားလေးကတော့ဒီလိုနဲ့သွားပါမယ်တိုင်ဖော့မီ3ချက်ကတိုင်တတိုင်စာပဲထားပါနော်တိုင်တစုံတိုင်အဲ့လိုပြီးလို့ရှိရင်စမတ်တို့ဖော်မီတစ်ချက်ထိုးပြီးတော့ပြန်လှည့်မယ်ပြန်လှည့်ပြီးရင်တိုင်တို့တပေါက်မှာတစ်ချက်စီနဲ့6ခါထိုးရမယ်1 2 3 4 5 6ခုပြည့်အောင်ထိုးရမယ်နော်နောက်6ခုမြောက်ကိုကြတော့ဖော့မီရဲ့အပေါ်မှာကတတိုင်းထိုးရမယ်6ပြီးရင်ဖော်မီ3ချက်ထိုးပြီးတော့ပြန်လှည့်မယ်ပြန်လှည့်ပြီးရင်တစ်ပေါက်ကျော်နောက်တစ်ပေါက်မှာတိုင်ရှိထိုးပြီးတော့သူ့ရဲ့နဘေးကကြံခဲ့တဲ့ပေါက်ပေါ့နော်ကျော်ခဲ့တဲ့ပေါက်မှာတိုင်ပြန်ထိုးအမှရင်တစ်ပေါက်ကျော်တိုင်ထိုးပြီးတော့နောက်ပြန်ဆုပ်ပြီးတော့တိုင်ပြန်ထိုးပြီးရင်သူ့ရဲ့နဘေးကနောက်ဆုံးပေါက်မှာတိုင်ရှိတတိုင်ထောင်ဒါမျိုးဒီလိုနော်โอเคဒါမျိုးရပြီဆိုရင်လေဆွေမြတ်တို့ဖော်မီတစ်ချက်တက်မယ်ပြန်လှည့်မယ်ပြန်လှည့်ပြီးလို့ရှိရင်တိုင်တို့6ခါပြန်ထိုးမယ်1 2 3 4 5ဒီ6ပေါက်မြောက်ဆိုရင်လေဖော့မီရဲ့ပေါ်လေးမှာယူပေးရတယ်နော်6ပြီးတော့ဖော့မီ3ခါနဲ့ပြန်လှည့်ဒီတိုင်းပြန်ထိုးဒီလိုပုံစံနဲ့ပဲသွားမယ်တိုင်ရှိတဒန်းထိုးလိုက်တိုင်တို့ထိုးလိုက်တိုင်ရှိထိုးလိုက်တိုင်တို့ထိုးလိုက်နဲ့2 4ရပြီ5 6အကုန်လုံးစုစုပေါင်း25ဒန်းရောက်တဲ့အထိထိုးသွားပါနော်โอเคနော်ဒီမှာစမက်ပြောသလိုမျိုးထိုးလာတာဒီလိုလေးရတယ်ဒါကိုစမက်ကချီဖြတ်လိုက်တယ်နော်ချီစလေးကိုဖြတ်လိုက်တယ်စမက်က25ဆိုပေမဲ့20ခွန်ထိုးလိုက်တယ်နည်းလေးရှည်ခြင်းလို့ပေါ့နော်20ခွန်ထိုးထားတယ်ပြီးတော့ဒီဘက်မှာချီဖြတ်ပြီးတော့တင်ထားမယ်နော်ပြီးလို့ရှိရင်ဒီဘက်မှာဝင်ထိုးမယ်ဒီဘက်မှာထိုးမယ်ဆိုရင်စမက်တို့ကဒီကနေပြီးတော့ချီဝင်ချိတ်မယ်ဥပမာစမက်ကဒီဘက်မှာတော့ကဒီအလဲမှာထိုးထားတဲ့1 2 3 3ပေါက်မြောက်ကိုအလဲတက်ပေါက်ကနေပြီးစတယ်ဟုတ်ဒါဆိုရင်စမက်တို့ကဒီကနေဒီလိုတက်မယ်ဆိုတော့ဒီမှာအလဲတက်ပေါက်တစ်ပေါက်ကိုစမက်တို့ကအရင်မှတ်ထားလိုက်မယ်ဒါအခုစမက်အပ်ထည့်လိုက်တဲ့ပေါက်ကအလဲတက်ပေါက်ပေါ့နော်လက်တက်ပေါက်က1 2 3 4 5 6ဒီ6ပေါက်မြောက်မှာအဝင်ထည့်မယ်ဒီလိုလေးနော်လက်တက်ပေါက်ကနေပြီးရည်တယ်နော်1 2 3 4 5 6ပြီးတော့ဒီဖက်ကနေဒီလိုထိုးမှာနော်တချမ်းတဲ့အဲ့ဒါမှအတူတူဖြစ်မှာမို့လို့နှစ်ခုစလုံးက6ဆိုတဲ့နေရာလေးမှာခြီဝင်ချိတ်မယ်ခြီဝင်ချိတ်ပြီးလို့ရှိရင်ဟိုဘက်ကအကျိုးလေးကိုထိုးပြတဲ့ပုံစံလိုမျိုးပဲထိုးပါမယ်1 2 3ထိုးမယ်ဖော်မီ3ချက်တက်မယ်ပြီးလို့ရှိရင်တပေါက်ကျော်ပြီးဒုတိယပေါက်မှာတိုင်ရှိထိုးမယ်ပြီးတော့နောက်ကပေါက်မှာတိုင်ရှိပြန်ပြီးတော့နောက်ဆုပ်ပြီးထိုးမယ်ပြီးရင်1 2တိုင်ရှိထိုးမယ်ပြီးတော့နောက်တစ်ပေါက်မှာလှမ်းပြီးတော့တိုင်ပြန်ထိုးမယ်ပြီးရင်သူ့ရဲ့နဘေးပေါက်ပေါ့နော်တစ်ပေါက်မကျော်တော့ဘူးအဲ့ဒီမှာလည်းပဲတိုင်ရှိထပ်ထိုးမယ်ဒါမျိုးရမယ်နော်ပြီးရင်ပုံမှန်တိုင်းပဲဆုမြတ်တို့ထိုးသွားတော့မယ်25ဆိုလဲ5ပေါ့ခွန်ဆိုလဲခွန်ပေါ့နော်တိုင်တို့6ခါပြန်သွားမယ်တူတူပါပဲနော်ဒါဆိုရင်ဆုမြတ်တို့ထိုးသွားမယ်နော်ထိုးသွားမယ်ဒီဘက်လိုမျိုးကျိုး25ဆို5 20ခွန်ဆို20ခွန်ရတဲ့အထိထိုးသွားပါနော်
โอเคเนาะဒီမှာဆုမြတ်ပြောသလိုမျိုးထိုးပြီးသွားပြီဆိုရင်ဟိုဘက်ရဲ့ဒီဘက်ရဲ့ပေါ့နော်25ဆိုလဲ5ခွန်ဆိုလဲခွန်ထိုးပြီးသွားပြီဆိုရင်ဒီလိုရမယ်ဒီဘက်ကကြတော့ဆုမြတ်ကထိုးပြီးဆက်လိုက်ပြီเนาะဒီဘက်မှာကြတော့စလေးတွေကိုဆုမြတ်တို့ကတစားကိုတင်ထားမယ်ပြီးလို့ရှိရင်သူတို့နှစ်ခုကိုဒီလိုလေးကတ်ပြီးတော့ဒီမှာချုပ်လိုက်ရုံပဲเนาะချုပ်တာကတော့ဒီလိုလေးဟိုဘက်ကထိုးလိုက်ဒီဘက်ကနေပြီးတော့တိုင်လေးတွေကိုထိုးလိုက်အဲ့လိုလေးဆိုရပါပြီဒါမျိုးလေးဟိုဘက်ကတစ်ပေါက်နဲ့ဒီဘက်ကတစ်ပေါက်ဒီဘက်ကတစ်ပေါက်နဲ့ဟိုဘက်ကတစ်ပေါက်เนาะပြီးရင်အစလေးတင်ပေးလိုက်ပါဒီကတော့တေးတက်တက်လေးနဲ့ဟိုချုပ်လိုက်ဖို့ပေါ့เนาะတိုင်တိုလေးလိုမျိုးဖြစ်သွားအောင်အဆက်မှာโอเคဒါဆိုရင်ချုပ်သွားပါเนาะဆုမေတို့နှစ်ဖက်စလုံးဆက်ပြီးသွားပြီဆိုရင်ဒီလိုပုံစံလေးရပါမယ်เนาะဒါဆိုရင်ဆုမေတို့ရဲ့အိတ်လေးကပြီးပါပြီโอเคဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะအားလုံးအဆင်ပြေကြပါစေရှင်